Hello အားလုံးပဲမင်္ဂလာပါရှင်ဖိဒီနေ့တော့ဘန်ကောက်မြို့ပေါ်မှာရှိတဲ့မြန်မာဆိုင်လေးတစ်ဆိုင်ကိုသွားခဲ့တာပဲဖြစ်ပါတယ်ဆိုင်လေးကတော့စုကွန်ဝေးလမ်းမကြီးပေါ်မှာရှိတဲ့ Summer Hill Shopping Center ရဲ့ဒုတိယထပ်မှာဖွင့်လှစ်ထားတဲ့ဆိုင်လေးတစ်ဆိုင်ပဲဖြစ်ပါတယ်ရထားနဲ့လာမယ်ဆိုရင်တော့အစိမ်းရောင်လိုင်းကိုစီးရမှာဖြစ်ပါတယ် BTS station လေးကတော့ Prep နော် BTS station လေးမှာပဲဆင်းရမှာဖြစ်ပါတယ်ဒီမြန်မာဆိုင်လေးကိုသွားစားမယ်ဆိုရင်တော့အလွယ်တကူနဲ့သွားရောက်နိုင်မှာဖြစ်ပါတယ်ဆိုင်လေးရှိတဲ့ scan flow ကိုရောက်ပါပြီရှင်ဆိုင်ရဲ့နေရာလေးကတော့တတရရလေးပါပဲဆိုင်လေးစီကိုရောက်ပါပြီဆိုင်လေးရဲ့နာမည်ကတော့ The Burma Food House ပဲဖြစ်ပါတယ်ဒီဆိုင်လေးမှာ Grab Food Delivery Service နဲ့လည်းမှာစားလို့ရပါတယ်ဆိုင်ရဲ့အထဲမှာကျယ်ဝန်းတဲ့မီးပုံရောင်စုံလေးတွေချိန်ဆွဲထားတာမို့ဆိုင်လေးကတော့ချစ်စရာလေးပါရှင်အစားတောက်လေးတွေကလည်းတော်တော်စုံလုံးလေးနဲ့ရရှိနိုင်ပါတယ်ဒါရီအားလုံးကတော့ဆိုင်မှာရရှိနိုင်တဲ့အစားအစာတွေပဲဖြစ်ပါတယ်ဒီဆိုင်မှာတော့မိုဟင်ငါဂျီဦးညီဦးမီရှင်နဲ့မာလာရှန်ကိုစတဲ့အစားအစာတွေအားလုံးကိုအရသာရှိရှိနဲ့ရောင်းချပေးနေတာလည်းတွေ့ရပါတယ်ဖိကတော့လက်ဖက်ရည်လဲတောက်မယ်မိုဟင်ငါလဲစားမယ်ညီဦးမီရှင်လဲမှာထားပါတယ်ရှင်မိုဟင်ငါရဲ့အနံ့အရသာအယောင်စင်းကတော့ဖိရဲ့အကြိုက်ပါပဲရင်ရွေးချမ်းလေးရလဲလက်ဖက်ချောင်းနံလေးကိုသင်းနေတာပါပဲစားချင်နေတဲ့မျိုးမီရှေလေးအယမ်းမိုက်ပါတယ်ရှင်မီအိုမီရှီလေးကတော့ဖိအနေနဲ့မစားရတာတော်တော်လေးကိုကြာပါပြီအကျော်ပါတယ်ဥပဲဥပါတယ်ငဖဲပါတယ်ဒါကြောင့်မလို့မွေးငါလေးကပြီးပြည့်စုံတဲ့မွေးငါလေးပါပဲရှင်I just can't move. Playlist songs on repeat all night. Imagine slow dancing, holding you tight. Your Insta stories, I'm the first to view. This silly crush feels brand new. Is it magic? Maybe it's true. When you smile, my whole world turns pink and blue. ဒီအိုမီရှီလေးကလည်းအစာပလားအစုံအနေလေးနဲ့ဆိုတော့စားကောင်းမဲ့ပုံလေးပါပဲရှင်ဖိခုစားခဲ့တဲ့မြေဦးမီရှေမိုဟင်ငါနဲ့လက်ဖက်ရည်လေးတွေကတော့လက်ရလေးတွေအထူးကောင်းမွန်ပါတယ်ဖိတို့ဘတ်900နဲ့အထက်ဝယ်စားမယ်ဆိုရင်တော့စပင်းဝီးလေးကိုလှည့်လို့ရမှာဖြစ်ပါတယ်စပင်းဝီးလေးလှည့်လို့ကန်ကောင်းခဲ့မယ်ဆိုရင်တော့တုပ်ပတ်အိတ်ကလေးတွေရနိုင်တယ်လို့ 5% 10% discount လည်းရနိုင်ပါတယ်ဂျီအိုတပွဲလည်း discount ရနိုင်ပါတယ်ရှင်
ဖေဘီကတော့ရုံအစ်လေးတဲ့ကချိုချင်းကြားလုံးနှလုံးကိုနှိုက်ခဲ့ပါရရှင်အခုဆိုရင်ဘန်ကောက်မြို့ပေါ်မှာတော်တော်များများကမြန်မာဆိုင်တော်တော်များများပေါ့နော်ဖွင့်လာကြပြီးအဲ့ဒါကြောင့်မလို့ဖေဖေတို့အနေနဲ့ကလည်းမြန်မာအစားအစာများကိုတတိယတိုင်းလွမ်းတိုင်းတွားရောက်စားတောက်နိုင်ပြီးဖြစ်ပါရဲ့ရှင်ဒီစမဟေး shopping mall မှာအပေါ်တက်ကောအောက်တက်ကောမှာစားတောက်ဆိုင်တွေအရန်ကိုစုံနေနှပါတယ်ဒီဆူရှီဆိုင်လေးကတော့အရန်ကောင်းတဲ့ဆိုင်လေးပါမြန်မာအစားအစာလေးတွေကိုစုံစုံလင်လင်စားကြည့်နေဆိုရင်တော့ဒီဆိုင်လေးကိုတွားပြီးတော့သုံးဆောင်ကြည့်လိုက်ကြပါအောင်နော်အားလုံးပဲဘိုင်ဘိုင်ပါ